အဲ့တော့ကျွန်တော်တို့တွေတရွေ့နဲ့လာတွေပြောင်းလဲလာတာဆိုလို့ရှိရင်ကျွန်တော်တို့2025ခုနှစ်ကနောက်ဆုံးနှုတ်ဆက်ရမယ်ဒါလာတလားတွေကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေเนาะဒီ12လပိုင်းမှာဆိုလို့ရှိရင်ကံကောင်းဆုံးနေ့နံအဲ့တော့ဘယ်နေ့နံလေးတွေကကံကောင်းနေသလဲကံနေမြင့်မားနေသလဲဘယ်နေ့နံပိုင်ရှင်လေးတွေကကံတင်းနေသလဲဘယ်နေ့နံပိုင်ရှင်လေးတွေကကံညံ့နေသလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုတွေးတဲ့သူတိုင်း share လေးတွေเนาะနှိပ်ပေးသွားပါအောင်လို့ကျွန်တော်အနေနဲ့ပြောကြားခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ဒီ12လပိုင်းမှာเนาะအဲ့တော့ကံတရားတွေအနေနဲ့เนาะခုနကတော့ကံကောင်းခြင်းတွေရရှိနေတဲ့နေ့နံ3ခုရှိပါတယ်အဲ့ဒီနေ့နံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့စနေတောက်ကြတနင်္လာသားသမီးနေ့နံပိုင်ရှင်လေးတွေကတော့ဒီ12လပိုင်းဆိုတဲ့တလတာမှာကံစာတာတွေအနေနဲ့ကောင်းမွန်ပြီးတော့ကံတွေအနေနဲ့မြင်မာနေပြီးတော့မိမိတို့ရဲ့ကံစာတာအနေနဲ့ကမိမိစူးစမ်းရင်စူးစမ်းသလိုထိတ်တန်းကိုရောက်ရှိနိုင်တဲ့နေ့နံပိုင်ရှင်လေးတွေပဲဖြစ်ပါတယ်အဲ့တော့ဒီ12လပိုင်းတလတာမှာဆိုလို့ရှိရင်ငွေကြေးလက်လာပါစုံလက်ဆန်းလက်ကံတွေလည်းပွင့်နေပြီးတော့မိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလတာမှာဘာကိစ္စကိုပဲလုပ်လို့မိမိကိုယ်ကိုယုံကြည်မှုရှိနဲ့လှုပ်ဆောင်တတ်မယ်ဆိုလို့ရှိရင်ဒီ12လပိုင်းတလတာမှာစနေတောက်ကြတနင်္လာသားသမီးမိတ်ဆွေတွေကတခြားနေ့နံနေနဲ့စားလို့ရှိရင်သူတို့အနေနဲ့ပိုးပြီးတော့အစဉ်ပြေတာမျိုးတွေအောင်မြင်ခြင်းတွေကြုံရမယ်နေ့နံပိုင်ရှင်လေးတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ12လပိုင်းတလတာမှာဆိုလို့ရှိရင်ကံဒီအနေနဲ့အကောင်းဆိုးတွေဒွန်တွဲနေတဲ့ဒါနေနံပိုင်ရှင်လေးတွေကတော့ကြာသာပရိသားသမီးဗုဒ္ဓဟူသားသမီးနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့ဒီ12လပိုင်းတလတာမှာအကောင်းနဲ့အဆိုးနဲ့ဒွန်တွဲနေတတ်တယ်အဲ့တော့ကြာသာပရိဗုဒ္ဓဟူသားသမီးမိတ်ဆွေတို့အနေနဲ့ကဒီ12လပိုင်းတလတာမှာမိတ်ဆွေတို့ရဲ့ဒီအာယုံအတွေးတွေစိတ်ကူးတွေထဲမှာအမှန်နဲ့အမှားကိုမခွဲခြားတတ်ဖဲနဲ့အဖြူကိုအမဲကိုအဖြူထင်းပြီးတော့ကောင်းတဲ့သူကိုမကောင်းဘူးထင်တတ်တယ်အဲ့တော့မကောင်းဘူးထင်တဲ့သူကိုကောင်းတယ်ထင်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဘာကိစ္စတွေကိုပဲလုပ်လို့မိမိတို့ရဲ့ဒီအတွေးစိတ်ကူးတွေကလွဲချော်နေတာမျိုးလေးတွေကြုံရတတ်တယ်အတွေးတွေနဲ့ပတ်သက်ပြီးတော့အယူဆတွေလွဲမှားနေတာမျိုးလေးတွေရင်ဆိုင်ရတတ်တယ်အဲ့တော့ကျွန်တော်ရဲ့ဒီကြာသာပရိသားသမီးဗုဒ္ဓဟူသားသမီးတွေအနေနဲ့ကတော့ကျွန်တော်တို့ဒီ12လပိုင်းတလတာမှာဘာကိစ္စကိုပဲလုပ်လို့မိမိရဲ့ဒီအတွေးတစ်ခုတည်းနဲ့မဆုံးဖြတ်ဖဲနဲ့မိမိနဲ့ခုနကတော့ယင်းနှီးတဲ့သူတွေကိုတိုင်ပင်နှီးနှောပြီးတော့ခုနကတော့ယင်ဖွင့်တာမျိုးလေးတွေခုနကတော့တိုင်မင်နာမျိုးလေးတွေလုပ်မယ်ဆိုလို့ရှိရင်တော့ဒီကြာသာပရိဗုဒ္ဓဟူနေနံပိုင်ရှင်လေးတွေအနေနဲ့ကတော့ခုနကအညံလေးတွေနည်းနည်းတော့ဒါရောနေသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ12လပိုင်းဒီဇင်ဘာလတလတာမှာကျွန်တော်တို့ကံအနေနဲ့ကြည့်မယ်ဆိုရင်အညံမိုင်းကိုသွားနေတဲ့နေနံနှစ်ခုရှိတယ်အဲ့ဒီနေနံပိုင်ရှင်လေးတွေကတော့အင်္ဂါတနင်္ဂနွေသားသမီးနေနံပိုင်ရှင်လေးတွေကတော့ကံတရားအနေနဲ့အစအရာသတိထားပြီးတော့နေထိုင်ရမယ်ဒါလာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအင်္ဂါတနင်္ဂနွေသားသမီးနေနံပိုင်ရှင်လေးတွေကတော့ကံကိုပုံပြီးတော့ကံကိုယုံပြီးတော့စူးပုံနေတဲ့အလုံးမျိုးတွေကိုလှုပ်ဆောင်တာမျိုးတွေတွေးတောတာမျိုးတွေစင်ကျင်တင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီ12လပိုင်းတလတာမှာအတားစီအခက်ခဲတွေတခြားနေနံနေနဲ့စားလို့ရှိရင်ပိုးပြီးတော့များစွာရင်ဆိုင်ပြီးတော့ကြုံရတတ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါတနင်္ဂနွေသားသမီးမိတ်ဆွေလေးတွေကတော့ဒီ12လပိုင်းတလတာမှာဘာလို့ကိုပဲလုပ်လို့ခုနကတော့မိမိရဲ့ခုနကတော့တချို့တွေရှိတယ်ပေါ့နော်ကိုယ်ကံကိုယုံနေဘာညာပေါ့နော်ဒါမျိုးတွေခုနကတော့တယူတန်အတွေးမျိုးတွေခုနကတော့တယူတန်ခုနကတော့စိတ်တွေနဲ့လှုပ်ဆောင်တာမျိုးလေးတွေကိုစင်ကျင်တင်ပါတယ်အဲ့တော့ကျွန်တော်နောက်ရက်မှာလည်းပဲခုနကတော့နေနံတစ်ခုချင်းစီလိုက်ပေါ့နော်ကျွန်တော်ရဲ့9ရက်သားသမီးမိတ်ဆွေတွေအတွက်ကိုကျွန်တော်ဟောစတန်းနေလည်းပဲအစင်လိုက်ကျွန်တော်တင်းပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့9ရက်သားသမီးမိတ်ဆွေတွေအားလုံးပေါ့နော်ဒီ12လပိုင်းတလတာမှာအစိုးဟူသမျှဝေးလွင်ပါစေကံကောင်းခြင်းမင်္ဂလာဖျားဖျားတွေနဲ့ပြည့်စုံပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေငွေကြေးတွေနဲ့ပတ်သက်ပြီးတော့လည်းရှာရဖွေရတာတွေလွယ်ကူပြီးတော့မိမိတို့လောက်ကိုင်းနေတဲ့အလောက်ကိုင်းနေလည်းပဲအစဉ်ပြေချောင်းမွေးကြပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင်ကံကောင်းဆုံးနေနံလေးတွေရဲ့အကြောင်းဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်